はい皆さんこんにちはမြန်မာပြည်ဂျပန်စာသင်တဲ့ကျောင်းရဲ့ဆင်စီပူပဲဖြစ်ပါတယ်ဒီတစ်ခါမှာတော့私နဲ့အတူတူအခန်း6ရဲ့ grammar လေးကိုလေ့လာကြည့်ရအောင်နော်ဟုတ်ပြီအခန်း6ကို私တို့က dialogue လို့ဖတ်ပါတယ်ဟုတ်ပြီဒီအခန်း6မှာပါမယ့် grammar လေးကိုကြည့်ကြည့်ပါမယ် noun or verb must noun or verb must အခုအခန်း6မှာပါတဲ့ particle လေးဖြစ်တဲ့ o လေးကို私တို့ဘယ်လိုဘာသာပြန်မလဲဆိုရင် go ဥပမာဒီစာကြောင်းကိုဘယ်လိုပြောမလဲဆိုရင်ဒီ grammar လေးကိုဘယ်လိုပြောပြမလဲဆိုလို့ရှိရင်ထမင်းကိုစားသည်ဓပုံကိုရိုက်သည်စားကိုရေးသည်အဲ့လိုမျိုးပြောတဲ့နေရာမှာကိုလို့ပြောတယ်ဟုတ်ပြီအဲ့ဒါမျိုးဆိုရင် particle o ကိုအသုံးပြုမယ် noun o verb must noun ကိုဘက်လုပ်တယ် noun ကိုထမင်းကိုစားတယ်ဓပုံကိုရိုက်တယ်ဒါမျိုးကိုပြောချင်တာနောက်တစ်ခုကျတော့ place နေရာရဲ့နောက်မှာ dé လေးရယ်နီလေးရယ်နှစ်မျိုးလိုက်နိုင်ပါတယ်ဘယ်လိုအခြေအနေဒီမှာလိုက်မလဲဆိုရင်လှုပ်ရှားမှုရှိတယ်ဆိုရင် particle dé လေးကိုသုံးမယ်လှုပ်ရှားမှုမရှိဘူးဆိုရင် particle နီလေးကိုသုံးမယ်သူတို့ကိုဘာသာပြန်ကတော့မှားဆိုပြီးတော့ပဲဘာသာပြန်ပေးပါမယ်ဟုတ်ပြီနေရာရဲ့နောက်မှာဒဲလဲလိုက်လို့ရတယ်လို့နီလဲလိုက်လို့ရတယ်ဘယ်လိုအခြေအနေမှာလိုက်မလဲဆိုလို့ရှိရင်လှုပ်ရှားမှုရှိတယ်ဆိုရင် particle ဒဲဥပမာဘယ်လိုဟာမျိုးတွေလဲလှုပ်ရှားမှုရှိတယ်ဆိုဒီနေရာမှာကစားတယ်တို့ရေချိုးတယ်တို့အလုပ်လုပ်တယ်တို့အဲ့လိုစကားလုံးတွေပါတယ်ဆိုရင် particle ဒဲလေးကိုသုံးပေးပါမယ်လှုပ်ရှားမှုရှိတာဖြစ်တဲ့အတွက်အဲ့လိုမှမဟုတ်ဘူးလှုပ်ရှားမှုမရှိရင်သုံးဆိုတာကကြတော့မှဒီနေရာမှာနေတယ်ဒီနေရာမှာထိုင်နေတယ်ဒါမျိုးကိုပဲသုံးကြတယ်ဆိုလို့ရှိရင် particle နီလေးကိုသုံးပါမယ်နေရာရဲ့နောက်မှာဆိုရင် particle နှစ်မျိုးလိုက်လို့ရတယ်ဒဲလေးရဲ့နီလေးရဲ့ဘယ်လိုအခြေအနေမှာသုံးမလဲလှုပ်ရှားမှုရှိတယ်ဆိုရင် particle ဒဲကိုသုံးမယ်လှုပ်ရှားမှုမရှိဘူးနေနေတာထိုင်နေတာတည်ရှိနေတာအဲ့လိုမျိုးဟာလေးတွေပဲပြောချင်တယ်ဆိုရင်တော့ particle နီလေးကိုသုံးပေးပါမယ်နောက်တစ်ခုကျတော့မာဆန်ကဆိုတာကြမလားဘယ်လိုအခြေအနေမှာသုံးမလဲဆိုရင်အဖော်ညှိလိုက်တဲ့အခါမျိုးတိုင်ပင်လိုက်တဲ့အခါမျိုးမှာတငယ်ချင်းတွေမုတ်သွားစားကြမလားရွှေရှင်သွားကြည့်ကြမလားအဲ့ဒါမျိုးပြောချင်တယ်ဆိုရင်မာဆန်ကဟုတ်ပြီနော် buff မာဆန်ကအဲ့ဟောင်းမှာသွားကြည့်ကြစို့သွားကြည့်ရအောင်စားကြရအောင်စားကြစို့ဒါမျိုးပြောချင်တယ်ဆိုရင်နော် marshal buff marshal ဆိုပြီးသုံးပါတယ်ဟဲ့ဒါဆိုလို့ရှိရင်ဝါတာရှင်ရဲ့တူတူစားကြောင်းလေးကိုဖတ်ကြည့်အောင်私はパンを食べます私はパンを食べます私はကျွန်တော်ဒီပန်းအိုပေါင်မုံကို食べますစားပါတယ်私は果物を食べます私は果物を食べます私はကျွန်တော်ဒီ果物をတစ်တီးဝလံတွေကို食べますစားပါတယ်私は肉と野菜を食べます私は肉と野菜を食べますတိုးဆိုတာလေးကရှေ့ရအခန်းဒီမှာသင်ခဲ့ပါတယ်နှင့်ဆိုပြီးဘာသာပြန်ပါမယ်私はကျွန်တော်ဒီ肉と野菜をအသားနှင့်ဟင်းသီးဟင်းရွက်ကို食べますစားပါမယ်あなたは何を食べますかあなたは何を食べますかမင်းကဘာကိုစားမလဲနှိပဲလို့ဆက်ကြည့်ပါမယ်私はサッカーをします私はサッカーをしますကျွန်တော်ဒီဘောလုံးကိုကန်သည်ဘောလုံးကိုကစားသည်私はビデオを見ます私はビデオを見ますကျွန်တော်ဒီဗီဒီယိုကိုကြည့်သည်私は神戸へ行きます私は神戸へ行きますကျွန်တော်ဒီကိုဘေသို့သွားသည်あなたは何をしますかあなたは何をしますかမင်းကဘာကိုလုပ်တယ်လဲစမ်းမန်းလေးကိုကြည့်ပါမယ်私はデパートで紅茶を買いました私はデパートで紅茶を買いました私はကျွန်တော်ဒီデパートကုန်တိုက်でမှာ紅茶を買いましたလက်ဖက်ရည်ကိုဝယ်ခဲ့ပါတယ်တို့ကデパートဆိုတဲ့ particle デパートဆိုတာကြီးက noun place ဖြစ်တယ် place ရဲ့နောက်မှာဆိုရင်တို့ဘာလိုက်မလဲဆိုရင် particle でလှုပ်ရှားမှုပါတယ်ခိုင်းမဆိုတဲ့စကားလုံးပါတယ်ဝယ်တယ်ဆိုတဲ့စကားလုံးပါတာဖြစ်တဲ့အတွက်နေရာရဲ့နောက်မှာ particle でလေးကိုလိုက်ပေးထားပါတယ်私はデパートで紅茶を買いましたကျွန်တော်ဒီကုန်တိုင်းမှာလက်ဖက်ရည်ကိုဝယ်ခဲ့တယ်私はあの店で紅茶を買いました私はあの店で紅茶を買いましたကျွန်တော်ဒီဟိုဆိုင်မှာလက်ဖက်ရည်ကိုဝယ်ခဲ့ပါတယ်私は東京で紅茶を買いました私は東京で紅茶を買いました
ကျွန်တော်ဒီတိုကျိုမှာလက်ဖက်ရည်ကိုဝယ်ခဲ့တယ်あなたはどこで紅茶を買いましたかあなたはどこで紅茶を買いましたかမင်းကဘယ်နေရာမှာလက်ဖက်ရည်ကိုဝယ်ခဲ့တာလဲはいနာမည်လေးကိုဆက်ကြည့်ပါမယ်一緒に京都へ行きませんか一緒に京都へ行きませんか一緒にအတူတူ京都へ京都と行きませんかသွားကြမလား一緒にお花見をしませんか一緒にお花見をしませんかအတူတူပန်းကြည့်ကြမလား一緒にお茶を飲みませんか一緒にお茶を飲みませんかအတူတူရှင်ရွေးချမ်းလက်ဖက်ရည်ချမ်းကိုတောက်ကြမလားဒါလေးကမာဆန်ကဆိုတဲ့ pattern လေးနောက်တစ်ခုကော်ဘန်လေးကိုဆက်ကြည့်ပါမယ်အဆိုခိုတဲ့ယာဆူမီမာရှော့အဆိုခိုတဲ့ယာဆူမီမာရှော့ဟိုနေရာမှာအနားယူကြစို့အနားယူကြရအောင်ရှော့ခုတိုအအီခီမာရှော့ရှော့ခုတိုအအီခီမာရှော့ထမင်းစားဆောင်တို့ဒါမှမဟုတ်လေကန်တင်းတို့သွားကြစို့သွားကြရအောင်စန်ဂျီနီအာအီမာရှော့စန်ဂျီနီအာအီမာရှော့3နာရီမှာတွေ့ကြစို့3နာရီမှာတွေ့ကြရအောင်ဟိုက်နောက်တစ်ခါပြန်ပြောပြပါမယ်ကျွန်တော်ကထမင်းကိုစားတယ်စာကိုရေးတယ်ဓပုံကိုရိုက်တယ်အဲ့လိုမျိုးပြောချင်တဲ့အခါမှာကိုလို့သုံးပါတယ်ကိုဆိုတာကတော့ particle o လေးကိုအသုံးပြုပေးပါမယ် noun o verb mas noun ကိုလုပ်တယ်ဆိုတဲ့သဘောမျိုးနောက်တစ်ခုကကြတော့နေရာရဲ့နောက်မှာ de ရဲ့ni ရဲ့နှစ်မျိုးလိုက်ပါမယ်ဘယ်လိုအခြေအနေတွေမှာသုံးမလဲဆိုလို့ရှိရင်လှုပ်ရှားမှုရှိတယ်ဥပမာဈေးဝယ်တယ်စာလေးလာတယ်အလုံးလုံးတယ်ရေချိုးတယ်ကစားတယ်အဲ့လိုမျိုးလှုပ်ရှားမှုတွေရှိတယ်ဆိုရင် particle de လေးကိုအသုံးပြုပါမယ်လှုပ်ရှားမှုမရှိဘူးနေတယ်ဒီနေရာမှာနေတယ်ဒီနေရာမှာထိုင်တယ်ဒါမျိုးပဲပြောချင်တယ်ဆိုရင်ကတော့ particle ni လို့အသုံးပြုပါမယ်သူတို့ကိုဘာသာပြန်ကတော့မှားဆိုပြီးဘာသာပြန်လို့ရပါတယ်နောက်တစ်ခုကအဖော်ဆက်လိုက်တဲ့ဒါကိုသွားစားကြမလားသွားလုပ်ကြမလားရုပ်ရှင်သွားကြည့်ကြမလားဒါမျိုးကိုပြောချင်တဲ့ခါမှာဆိုရင်မာဆန်ကအဲ့ဒီဟာလေးမှာတို့ကပြန်ဖြေမယ်သွားကြစို့သွားကြည့်ကြစို့စားကြစို့စားကြရအောင်အဲ့လိုမျိုးပြောချင်တယ်ဆိုရင်မာရှော့ဟိုက်ဒါဆိုလို့ရှိရင်တော့တက်ရှိနဲ့တူတူနောက်တစ်ခေါက်ပြန်ဖတ်ပါမယ်私はパンを食べます私は果物を食べます私は肉と野菜を食べますあなたは何を食べますか私はサッカーをします私はビデオを見ます私は神戸へ行きますあなたは何をしますか私はデパートで紅茶を買いました私はあの店で紅茶を買いました私は東京で紅茶を買いましたあなたはどこで紅茶を買いましたか一緒に京都へ行きませんか一緒にお花見をしませんか一緒にお茶を飲みませんかあそこで休みましょう食堂へ行きましょう3時に会いましょうはいဒါဆိုလို့ရှိရင်ကိုယ်တိုင်စူးစမ်းပြီးတော့ဖတ်ကြည့်ပါမယ်နောက်ထပ်စာကြောင်းလေးတွေ grammar လေးတွေကိုလည်းကိုယ့်တကူစူးစမ်းပြီးတော့လုပ်ကြည့်ပါမယ်はいまたね